အားနည်းနေတဲ့နေရာတွေအတွက်အပြောင်းရွှေ့နောက်ဆုံးလမှာ Premier League အသင်းကြီးတွေမဖြစ်မနေခေါ်ယူရမယ့်ဒါကစားသမားတစ်ယောက်စီအားလုံးပဲမင်္ဂလာပါပေါပေါ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဆိုပြီးပါအပြောင်းရွှေ့ဈေးကွက်ပိတ်ဖို့ဒါတစ်လတော့မလိုတော့ပါဘူးကမ္ဘာဖလားပြိုင်ပွဲအကြောင်းအနောက်ရှက်တွေရှိခဲ့ပေမဲ့လည်းဩဂတ်21ရက်နေ့မှာတော့ဒါစတင်မဲ့ဘောလုံးရာသီတစ်မတိုင်မီ Premier League အသင်းတွေကဒါကစားသမားတစ်တွေကိုအလူရက်စခေါ်နေကြပြီဖြစ်ပြီးတော့စက်တင်ဘာ1ရက်နေ့အထိပဲဒါကြန့်ရှိနေတဲ့အပြောင်းရွှေ့ကိစ္စတွေကိုဒါအပြီးသတ်ဖို့အချိန်ရတော့မှာပါအင်္ဂလန်ထိပ်သီးလိတွေမှာအဝင်ထွက်ကစားသမားအမြောက်အများနဲ့အတူဒါထူးခြားတဲ့လှုပ်ရှားမှုတွေကိုကျွန်တော်တို့ဆက်လက်မြင်တွေ့ရအောင်မှာဖြစ်ပါတယ်လိရဲ့အသင်း20စလုံးမှာတိုးတက်အောင်လှုပ်ဆောင်ရမယ့်နေရာအသီးသီးရှိနေသေးဖြစ်ပြီးတော့ဒီတဲကမှကျွန်တော်ကကြီး6ကြီးအသင်းတွေပေါ့နော် Premier League ရဲ့ဒါအသင်းကြီးတွေလိုအပ်နေတဲ့နေရာတွေအတွက်ဒါမှဖြစ်မနေခေါ်ရမယ့်ကစားသမားတစ်ယောက်စီကိုဒီနေ့ဗီဒီယိုမှာဘရိုနဲ့တူသုံးသက်တင်ဆက်ပေးသွားချင်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦးကျွန်တော်ဗီဒီယိုတွေကို YouTube, Facebook နဲ့ TikTok တွေမှာကြည့်ရှုနိုင်ပါတယ်ဒီ Premier League အသင်းကြီး6သင်းရဲ့မဖြစ်မနေခေါ်ရမယ့်ဒါလိုအပ်နေတဲ့နေရာအတွက်ကစားသမားတစ်ယောက်စီကဘယ်ကစားသမားတွေဖြစ်မလဲဘယ်နေရာတွေဖြစ်မလဲဆိုတာဆက်လက်ပြီးတော့ဒါကြည့်ရှုပေးကြပါဦးပထမဆုံးအနေနဲ့အာဆင်နယ်အသင်းအကြောင်းပြောချင်ပါတယ်အာဆင်နယ်အသင်းလိုအပ်တဲ့နေရာကတော့ကွင်းလယ်ဗဟိုလူလို့ကျွန်တော်အနေနဲ့သုံးသပ်ပေးချင်ပါတယ်အာဆင်နယ်ရဲ့ Vinicius Junior ကိုအခွင့်အရေးယူခေါ်ယူဖို့ကြိုးပမ်းမှုကသတင်းတွေမှာလွှမ်းမိုးထားပြီးတော့အသင်းအနေနဲ့ဘယ်တောင်မှကစားသမားတအူးထပ်မံလိုအပ်နေတာမှန်တယ်လို့ပဲဒါကွင်းလယ်ဗဟိုနေရာကလည်းအင်အားဖြစ်တင်ဖို့ပုံမိုပြီးတော့လိုအပ်နေတယ်လို့မြင်မိပါတယ် Premier League Champion အသင်းကပြီးခဲ့တဲ့ရာသီကဆိုရင် Declan Rice ပေါ်လွန်ကဲကဲကိုမိခိုခဲ့ရပြီးတော့ဒါပင်ပန်းခက်ခဲလွန်းတဲ့ရာသီတစ်ခုကြောင့်ကမ္ဘာဖလားမှာတွေ့မြင်ခဲ့ရတယ်လို့ပဲသူ့ရဲ့စွမ်းဆောင်ရည်တွေအားနည်းသွားခဲ့ရပါတယ်တခြားတစ်ဖက်မှာလည်းမာတင်ဇူဘီမန်ဒီကပြီးခဲ့တဲ့ရာသီဒါဒုတိယပိုင်းမှာပေါ့နော်ဒါရိမ့်ရိုင်မှုခြေစွမ်းတွေဒါဖီယိုဖျဲဖြစ်မှုတွေရှိခဲ့တယ်လို့ Lewis Kelly ကိုလည်းကွင်းလယ်မှာအပြည့်အဝမယုံကြည်ရသေးပဲမီကေမာရီနိုကိုတော့လူစားဝင်အပြောင်းလဲလုပ်နိုင်တဲ့ကစားသမားအဖြစ်ပဲသုံးတာကပို့ပြီးတော့အသုံးဝင်နိုင်ပါတယ်မာတင်အိုရီဂက် easy နဲ့နေရာဆုံးကစားနိုင်တဲ့ကိုင်းဟာဗတ်တို့အားလုံးကတိုက်စစ်ပိုင်းဆိုင်ရာရွေးချယ်မှုတွေဖြစ်တာကြောင့်အာဆင်နယ်အနေနဲ့ Rice နဲ့မိနစ်မျှဝေပြီးတော့ကစားနိုင်မဲ့ဒါအတက်ဆင်းဆုံးပေါ့နော်ကွင်းလယ်နေရာဆုံးမှာလှည့်ပတ်ပြီးတော့ဒါနေရာယူပေးနိုင်တဲ့ကွင်းလယ်လူတအူးကိုထပ်မံခေါ်နိုင်မယ်ဆိုရင်တော်တော်လေးဒါအာဆင်နယ်အတွက်အကျိုးရှိသွားလိမ့်မယ်လို့မြင်မိပါတယ်ဘရူနိုဂီမာရက်စ်ကသူတို့ရဲ့အဓိကပြတ်မှတ်ဖြစ်ပြီးတော့နယူကာဆယ်ရဲ့ဒါကျဲပွင့်ကစားသမားကဖလားစိန်ခေါ်မဲ့အသင်းကိုပုံမူပြီးတော့ကောင်းမွန်အောင်တေချာပေါက်လှုပ်ဆောင်ပေးနိုင်ပါတယ်ဘရူနိုဂီမာရက်စ်နဲ့ဒါသတင်းတွေထွက်နေပေမဲ့အာဆင်နယ်အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အပိသက်မလုပ်နိုင်သေးဘူးပေါ့နော်ဒါကြောင့်ဒီအပြောင်းရွှေ့နောက်ဆုံးလမှာဂီမာရက်စ်ကိုခေါ်ယူဖို့မဖြစ်မနေအပိသက်လှုပ်ဆောင်သင့်ပါတယ်နောက်ထပ်သတင်းတွေနဲ့ချက်စီအသင်းကြောင်းကိုပြောချင်ပါတယ်ချက်စီမှာတော့ဂိုးသမားနေရာလိုအပ်နေတယ်လို့မြင်မိပါတယ်ချက်စီကနီးပြတဲ့ဇာဘီအလွန်ဆိုလက်အောက်မှာအပြောင်းရွှေ့ဈေးကွက်အတွင်းဒါအမြဲတမ်းလိုတက်တက်ကြွကြွလှုပ်ရှားနေပေမဲ့ဂိုးသမားနေရာမှာတော့အင်အားဖြစ်တင်ခြင်းမရှိသေးပါဘူးရော်ဘတ်တိုဆန်ချက်အတွက်2025-26ဘောလုံးရာသီကတိုးတက်မှုတချို့ရှိခဲ့ပေမဲ့ဒီစပိန်ဂိုးသမားကချက်စီတို့ကိုဒါသူတို့သွားကျင်တဲ့ပန်းနိုင်ရောက်အောင်ခေါ်ဆောင်ပေးနိုင်လောက်တဲ့ထိပ်တန်းကစားသမားတဦးတော့မဟုတ်သေးပါဘူးဒီကစားသမားကဒါလိုအပ်တဲ့အချိန်တွေမှာဆိုရင်ဒါအမှားတွေတစ်ခါတလေလှုပ်တတ်တယ်ပေါ့နော်ဒီလိုမျိုးကစားသမားမျိုးကိုဒါချက်စီအနေနဲ့ဒါသူတို့ရဲ့ဂိုးပေါက်မှာအများနဲ့နေရာပေးထားမယ်ဆိုရင်ဒါနောက်ထပ်တရားတည်တဲ့သူတို့အများကြီးရုန်းကန်ရနိုင်ခြေရှိပါတယ်တခြားဂိုးသမားတအူးကိုခေါ်ယူဖို့ကချက်စီအတွက်အဓိကဦးစားပေးဖြစ်ခဲ့တာကြာပြီဖြစ်ပြီးတော့ဒါပြီးခဲ့တဲ့နှစ်ကမှမီလန်မိုက်နန်ကိုဒါခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ဒီနွေရာသီမှာတော့သတင်းတွေငြိမ်သက်နေခဲ့ပါတယ်အလွန်ဆိုအနေနဲ့သူနဲ့နိုင်ငံတူဒါရော်ဘတ်တိုဆန်ချက်ကိုပဲဒါဆက်လက်ပြီးတော့ယုံကြည်မလားဒါမှမဟုတ်ပါရမီရှင်လူငယ်ကစားသမားမိုက်ပန်ဒါစ်ကိုဒါတောက်ပခွင့်ပေးမလားဆိုတာကျွန်တော်တို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ချက်စီအနေနဲ့မြန်မြန်ဆန်ဆန်တိုးတက်လာဖို့အတွက်အသင်းဒီထက်မြင့်မားတဲ့နေရာမှာရပ်တည်နိုင်ဖို့အတွက်ဆိုရင်တော့ထိပ်တန်းဂိုးသမားတအူးကိုလက်တွေ့ကျကျလိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်နောက်ထပ်သတင်းအနေနဲ့တော့လီဗာပူးအသင်းကြောင်းဆက်ပြီးတော့ပြောပြပေးချင်ပါတယ်လီဗာပူးမှာလိုအပ်နေတဲ့နေရာကတော့ဒါတောင်ပန်တိုက်စစ်မှုနေရာလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်လီဗာပူးကပြီးခဲ့တဲ့နေရာဒီကဆိုရင်စံချိန်တင်အသုံးစရိတ်ရှိခဲ့ပေမဲ့လူစင်းမှာထင်ရှားတဲ့ဟာကွက်တွေရှိနေသေးပါပဲဘိုးနောက်ခံလူတစ်တူခေါ်ယူမယ်ဆိုရင်ဒါကောင်းနိုင်တယ်လို့တခြားညာနောက်ခံလူနဲ့ခံစစ်ကွင်းလေလူဒါဘိုးခံစစ်ကစားသမားတူပေါ့နော်လိုအပ်နေပါတယ်ဒါပေမဲ့တောင်ပန်တိုက်စစ်မှုတူကိုခေါ်ယူဖို့အတွက်ကတော့လက်ရှိလီဗာပူးလှုပ်ဆောင်ရမယ့်စရင်ရဲ့ထိပ်ဆုံးနေရာဦးစားပေးနေရာမှာရှိနေပါတယ်မိုဟာမက်ဆာလာထွက်ခွာသွားပြီးရဲ့နောက်လီဗာပူးက
တောင်ပန်ပိုင်းဆိုင်ရာကြီးထွားလာတဲ့ပြဿနာတွေကိုဒါသက်သာစေဖို့အိုဆာဆူနာကနေပြီးတော့ဗီဒါမြူနို့စ်ကိုခေါ်ယူခဲ့ပေမဲ့ဒီကစားသမားကဘယ်တောင်မှမပို့ပြီးတော့ဒါကစားဖို့အသင့်တော်ပါတယ်လီဗာပူးအနေနဲ့ဒါဆာလာရဲ့နေရာမှာအစားထိုးဖို့ညာတောင်မှကစားနိုင်တဲ့ကစားသမားတဦးကိုလိုအပ်နေရဖြစ်ပါတယ် PSG ရဲ့ Bradley Barcola ကဘယ်တောင်မှကစားရတာကိုပို့ပြီးတော့သဘောကျပေမဲ့ဒီကစားသမားအနေနဲ့ဒါဘယ်ညာနှစ်ဖက်လုံးအာသနာကြောင့်ဒါညာတောင်မှလည်းကစားနိုင်တဲ့အနေအထားမှာတော့ရှိပါတယ်လီဗာပူးရဲ့အဓိကဦးစားပေးပြစ်မှတ်ဖြစ်နေပြီးတော့ဒီကစားသမားကိုယ်တိုင်ကလည်းလီဗာပူးကိုဒါပြောင်းရွှေ့ခြင်းနေရလို့သိရပါတယ်ကစားသမားကိုယ်တိုင်ကလည်းဒါ PSG နဲ့စာချုပ်တက်တန်းတိုးဖို့ကိုညှင်းဆိုထားပြီးတော့ဒါလီဗာပူးနဲ့ PSG တို့ဂျာကပြောင်းရွှေ့ခြင်းကိစ္စတွေကပဲဒီကစားသမားဒါပြောင်းရွှေ့လာဖို့အတွက်ဒါအဟန့်အတားဖြစ်နေတာဖြစ်ပါတယ်လီဗာပူးအနေနဲ့ဘာဂိုလာကိုခေါ်ယူဖို့အတွက်အပြောင်းရွှေ့ရဲ့နောက်ဆုံးလမှာအပိသက်လှုပ်ဆောင်တင်ပါတယ်နောက်ထပ်သတင်းအနေနဲ့တော့ Man City အကြောင်းကိုဆက်ပြီးပြောပြပေးချင်ပါတယ် Man City အတွက်လိုအပ်နေတဲ့နေရာကတော့ညာနောက်ခံလူနေရာပဲဖြစ်ပါတယ် Manchester City က Elliot Anderson အတွက်ဒါငွေကြေးအမြောက်များသုံးစွဲခဲ့ပေမဲ့သူကယနေ့အထိခေါ်ယူထားခဲ့ရတဲ့တဦးဒီသောဒါပထမအသင်းကြီးကစားသမားဖြစ်ပါတယ်အကန်ဂျီ John Stone Nathan Ake Bernardo Silva တို့ထွက်ခွာသွားပြီးတဲ့နောက်Enzo Maresca ရဲ့ပထမဆုံးကင်တွယ်ရမယ့်ရာသီမတိုင်မီဒါနောက်ထပ်ခေါ်ယူမှုတွေလိုအပ်နေပါတယ်ထိပ်တန်းကစားသမားပျောက်ဆုံးနေရကြာပြီဖြစ်တဲ့နေရာတစ်ခုကတော့ညာနောက်ခံလူနေရာပါ Matheus Nunes ကိုPep Guardiola ကခန်းစစ်ကစားသမားအဖြစ်ပြောင်းလဲပေးခဲ့သလို Academy ထွက်လာ Lewis ကလည်းဒီနေရာမှာတစ်ခါတလေဝင်ပြီးတော့ကစားပေးခဲ့ပါတယ်ဒါပေမဲ့ဒါ City ရဲ့ Livramento အပေါ်အရင်ကစိတ်ဝင်စားမှုနဲ့ဒါ Malo Gusto အပေါ်သဘောကျမှုတို့ကသူတို့အနေနဲ့ညာနောက်ခံလူနေရာမှာမျက်နှာသစ်တအူးကိုလိုချင်နေစေဖြစ်တယ်လို့ဒါညွှန်ပြနေပါတယ်တကယ်ကိုလည်း Man City ကဒီနေရာမှာလိုအပ်နေရဖြစ်ပါတယ်နောက်ထပ်သတင်းအနေနဲ့တော့ Man U အသင်းကြောင့်ဆက်ပြီးပြောပြပေးချင်ပါတယ် Man U အသင်းမှာလိုအပ်နေတဲ့နေရာကတော့ကွင်းလယ်ဗဟိုလူနေရာလို့မြင်မိပါတယ် Manchester United ကကွင်းလယ်ဗဟိုမှာနှစ်ဦးခေါ်ယူတာကဒါသူတို့ရဲ့အကြီးမားဆုံးလူစင်းပြဿနာကိုစတင်ဖြေရှင်းနေပြီဖြစ်ပေမဲ့ Casemiro ရဲ့ဒါတိုက်ရိုက်အစားထိုးကစားသမားမရှိတာကြောင့်ဒီနေရာကတတိယမြောက်ခေါ်ယူမှုပြုလုပ်ဖို့အရေးကြီးနေစေဖြစ်ပါတယ် Telemans ကဒါတိုက်စစ်ကိုပို့ပြီးတော့ဒါရှေ့ရှုတဲ့ကွင်းလယ်လူတဦးဖြစ်ပါတယ် Andre Santos မှာတော့ခံစစ်ဆိုင်ရာအရေးသွေးတွေရှိပေမဲ့ကွင်းလယ်ဗဟိုမှာတကယ်ဖြတ်အားကောင်းတဲ့ကစားသမားတဦးရှိနေတာကအသင်းရဲ့မျှခြေကိုဒါအကြီးမားဆုံးအပြောင်းလဲဖြစ်စေမှာပါ Carlos Baleba နဲ့ Manu Kone တို့က Man U အသင်းနဲ့ဒါသတင်းတွေထွက်နေတဲ့ကစားသမားတွေဖြစ်ပါတယ်ဒီကစားသမားတွေကိုတော့ Man U အသင်းနေနဲ့အပြောင်းရွှေ့နောက်ဆုံးလမှာအပိသက်ခေါ်မှုပြုလုပ်သွားဖို့အတွက်လိုအပ်နေပါတယ်ဒါမှMan U အသင်းနေနဲ့ကွင်းလယ်ဗဟိုနေရာကိုဖြည့်ရှင်းနိုင်မယ်လို့မြင်မိပါတယ်နောက်ဆုံးတစ်သင်းကတော့ Tottenham Hotspur ပါ Tottenham Hotspur မှာတော့တောင်ပန်တိုက်စစ်မှုတူလိုအပ်နေရလို့ကျွန်တော်အနေနဲ့မြင်မိပါတယ် Tottenham Hotspur ကဒါနာမည်ကြီးကစားသမားအများအများကိုလက်မှတ်ရေးထိုးတာကလက်မှတ်ရေးထိုးပြီးတော့ဒါပြီးခဲ့တဲ့ຢာတီကအဆင်မပြေမှုတွေကိုဒါသူတို့အခုဆိုရင်ဒါမြန်မြန်ဆန်ဆန်တုံ့ပြန်နေပါတယ်တိုနာလီပြီးတော့ Van Haki နဲ့ Matheus Fernandes တို့အားလုံးကငွေကြေးအမြောက်များကုန်ကျခဲ့ပြီး Andy Robertson, Sinisi နဲ့ Dubravka တို့ကတော့ဒါအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့စပါတို့အနေနဲ့တောင်ပန်တိုက်စစ်မှုတူခေါ်ယူဖို့လိုအပ်နေသေးပြီးဒီနေရာကပြီးခဲ့တဲ့ຢာတီကသူတို့မကြာခဏအားနည်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်ကူလူဆတ်စကီနဲ့ဒါအိုဒိုဘတ်တို့ဒဏ်ရာရနေစေဖြစ်တာကြောင့်မာသီယက်စ်တဲပြီးတော့မိုဟာမက်ကူဒုစ်နဲ့ဒါဆော်လမွန်တို့ကလက်ရှိမှာရွေးချယ်စရာတွေဖြစ်ပြီးဆော်လမွန်ကတော့ဒီနွေရာသီမှာစပါးအသင်းကနေထွက်ခွာပွဲရှိနေပါတယ်ဂိုးသွင်းယူနိုင်စွမ်းရှိပြီးပောက်ကွဲအားကောင်းတဲ့တောင်ပန်တိုက်စစ်မှုတူအတွက်ငွေကြေးအမြောက်များသုံးစွဲတာကဒါစပါးအတွက်ဒါနောက်နှစ်ရာသီမှာဒီထက်ပိုပြီးတော့မြင့်မားတဲ့အဆင့်ရောက်ရှိဖို့အတွက်ခြေလှမ်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒါကတော့ကျွန်တော်အနေနဲ့ဒါပရီးမီးယားလိရဲ့အသင်းကြီးတွေဒီပြောင်းရွှေ့ရဲ့နောက်ဆုံးလမှာသူတို့အားနည်းနေတဲ့နေရာတွေအတွက်မဖြစ်မနေခေါ်ယူရမယ့်ဒါကစားသမားတဦးစီကိုကျွန်တော်အနေနဲ့ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားခဲ့တာဖြစ်ပါတယ်ဘရိုအနေနဲ့ဘယ်လိုမြင်မိပါသလဲဒါအသင်းကြီး6သင်းမှာကသင်းချင်းစီမှာဘယ်ကစားသမားတွေလိုအပ်နေလဲဘယ်နေရာတွေကလိုအပ်နေလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦးဗီဒီယိုကိုဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံနေနိုင်ဖို့ like follow subscribe လုပ်ပေးကြပါဦးခင်ဗျာ